ကဲကျွန်တော်ရဲ့ဝါသနာတူညီကိုအားလုံးမင်္ဂလာပါဗောနော်ကဲကဘာနဲ့ချီပြီးပြောလိုက်အောင်မယ်ကျွန်တော်တို့ရဲ့မြန်မာတိုက်ချက်ကကဘာအဆင့်ဘလောက်မှရှိလဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်တော်ညီကိုတို့ကိုဘူးသူရဖြစ်နေမျှဝေပေးသွားမယ်ဗောနော်ကျွန်တော်တို့ညီကိုတွေလေးလာကြည့်လိုက်အောင်ဗျာမူရင်းဗီဒီယိုပိုင်ရှင်နဲ့ပညာရှင်တွေအားလုံးကို credit ပေးပါတယ်ဗောနံပါတ်30ဘာမန်ပေါ့နော်မြန်မာကိုဗမာလို့ခေါ်ရတယ်နိုင်ငံတကာကတော့ဘာမန်လို့ခေါ်တယ်ပေါ့နော်ဘာမီလို့လည်းခေါ်ကြတယ်ပေါ့အဲ့တော့မူရင်းကျွန်တော်တို့တိုက်ချက်ကတော့နံပါတ်30ပါနံပါတ်9မှာရှိနေတဲ့ချက်မျိုးရင်းကတော့ကျွန်တော်တို့ဥရောပချက်မျိုးရင်းတစ်ခုဖြစ်ပါတယ်ပေါ့နံပါတ်10နေရာမှာရက်တည်နေတဲ့ချက်မျိုးရင်းတစ်ခုကတော့အမေရိကပေါ့နော်ခြားနိုင်ငံတွေမှာလည်းအသုံးပြုတယ်လို့ဆိုပါတယ်နံပါတ်9နေရာမှာရပ်တည်နေတဲ့တိုက်ချက်ကတော့ဥရောပနဲ့ဩစတြေးလျမှာသုံးတယ်ပေါ့နော်မလေးချက်လို့ပြောတယ်နံပါတ်6နေရာမှာရပ်တည်နေတဲ့ချက်တွေကတော့ကျွန်တော်တို့မူရင်းနိုင်ငံဂျာမနီပေါ့နော်ဂျာမနီချက်မျိုးရင်းတွေပါနံပါတ်5နေရာမှာရပ်တည်နေတဲ့ချက်တွေကတော့မူရင်းနိုင်ငံအနေနဲ့ဂျပန်ဥရောပတွေလာတယ်လို့ပြောပါတယ်နံပါတ်4နေရာမှာရပ်တည်နေတဲ့ချက်တွေကတော့မူရင်းနိုင်ငံကတော့တူရကီပေါ့နော်နံပါတ်3နေရာမှာကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံချက်မျိုးရင်းတစ်ခုကတော့နံပါတ်3နေရာမှာရှိနေပါတယ်နံပါတ်2နေရာမှာရပ်တည်နေတဲ့ချက်မျိုးစိတ်ကတော့မူရင်းသူတို့ရဲ့နိုင်ငံကတော့မူရင်းဗီယက်နမ်မျိုးတွေဖြစ်ပါတယ်ပေါ့နော်ကဲနံပါတ်1ကျွန်တော်တို့နိုင်ငံမှာလည်းအရန်ခစ်ထားနေတဲ့နံပါတ်1ကတော့အန်ဇီချက်တွေပဲဖြစ်ပါတယ် original နိုင်ငံကတော့အိန္ဒိယနိုင်ငံပါကစ္စတန်ချက်မျိုးရင်းတွေဖြစ်ပါတယ်ပေါ့နော်ခုလိုမျိုးဘူဒ္ဓရာလေးတွေလေးလာသိရှိရတဲ့အတွက်ညီကိုတွေအတွက်အကျိုးရှိမယ်ထင်ပါတယ်ပေါ့ဝါသနာရှင်ကျွန်တော်တို့ညီကိုတွေအနေနဲ့ရောနိုင်ငံသားတွေအနေနဲ့ရောလူမျိုးအနေနဲ့ရောဒါလေးကတော့ဂုဏ်ယူစရာတစ်ခုပဲပေါ့နော်ကမ္ဘာအလယ်မှာကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးတွေဟာအောက်ဆုံးအဆင့်နောက်ဆုံးအဆင့်ကိုရောက်နေပြီမဲ့ကျွန်တော်တို့နိုင်ငံမှာလူအများနှာခေါင်းရှုပ်နေတဲ့ဒီကျက်သမားဝါသနာရှင်တွေကျက်ဝါသနာရှင်တွေလက်စေကံမွေးမြူနေတဲ့မြမတိုက်ပွဲဝင်ချက်တွေကကဘာမှာအဆင့်30ရှိနေတာတော့ကျွန်တော်တို့ဂုဏ်ယူစရာပါပဲကျွန်တော်တို့နိုင်ငံရဲ့လူတွေအတူယူစရာလေးစားစရာအားကြစရာအတူခိုးစံပြပုံကိုယ်တွေဖြစ်တဲ့ရုပ်ရှင်တရုပ်ဆောင်တွေဒါရိုက်တာတွေကလည်းဇဝင်ငံတော်တော်များများမှာကျက်သမားဆိုလို့ရှိရင်ဆဲဆိုမူယူဟုတ်လားမအလောင်းစားလို့ရန်ဖြစ်တကယ်ကိုအောက်တန်းစားတရုပ်ပေါ်လွင်အောင်ရိုက်ပြအဲ့လိုတရုပ်ပေါ်ရိုက်ကူးမှုတွေကြောင့်ကျွန်တော်တို့ကျက်သမားဆိုလို့ရှိရင်လူတိုင်းကမကောင်းတဲ့သူလိုပဲမြင်ကြတာလေတကယ်တော့ရိုးရာတိုက်ချက်တွေကိုအပန်းဖြေကစားခဲ့တဲ့လူတွေရဲ့အစဉ်တန်းကိုပြန်ကြည့်မယ်ဆိုရင်တကယ်ကိုမင်းမျိုးမင်းတွေမင်းကြီးမင်းသားတွေအထက်တန်းလွှာတွေပဲကစားခဲ့ကြတာပါအခုလိုမျိုးကျွန်တော်တို့နိုင်ငံမှာစေဝါမွေးမြူရေးနည်းစနစ်အဖက်ဖက်ကဘာမှမတက်တော့တဲ့အဆင့်ကိုရောက်နေတဲ့အချိန်မှာတော့မှမြန်မာကဘာမှာအဆင့်30ရှိနေသေးတယ်ဆိုရင်ကျွန်တော်တို့သာစေဝါလဲကျွမ်းကျွမ်းကျင်ကျင်နဲ့ဖြစ်အောင်ကျွေးမွေးပြင်ဆင်တားဆက်တားဖောက်ဒီလိုမျိုးပညာရက်တွေကိုထိုက်ရိုက်တန်တန်လေးလာပြီးတော့ဆက်လက်ကြိုးစားမယ်ဆိုရင်ကျွန်တော်တို့မြန်မာတိုက်ချက်ဆိုတာကဘာအလယ်မှာနံပါတ်1ဖြစ်လာအောင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဗျာညီကိုတွေအားလုံးပဲ
စူးစမ်းကြပါ